ပေါင်တန်း150တဲ့လုပ်ငန်းရှင်ကြီးရဲ့ပိုင်ရှင်တယောက်ဖြစ်လာခဲ့တဲ့ဟာဆက်ဘောလုံးနဲ့ကန်အောင်ခံခဲ့ရတဲ့ဘောကောက်ကောင်လေးချာလီ2013ခုနှစ်လောက်တုန်းက EFL Plus Semi Final မှာစွမ်စီးသင်းကဘောကောက်ကောင်လေးကိုချဲဆီကစားမအေဒင်ဟာဇက်ကဘောလုံးနဲ့ကန်ပစ်လိုက်တာပရိသတ်များအားလုံးမှတ်မိကြအောင်ပဲထင်ပါတယ်။ဒါမဲ့လည်းနှစ်အားဖြင့်က12နှစ်လောက်ကြာနေဖြစ်တာကြောင့်ဝေဝါးဖြစ်နေတဲ့သူတွေလည်းရှိမယ်ထင်ပါတယ်။ဆိုတော့ပြန်ပြောရင်အဲ့ဒီဘောကောက်ကောင်လေးရဲ့နာမည်ကချာလီဖြစ်ပြီးတော့သူ့အသင်းအတွက်သူ့လုံးနိုင်တဲ့ဘောင်ထဲကနေချာလီကဘောလုံးကိုမြန်မြန်မပြီးဘဲနဲ့အချိန်ဆွဲခဲ့တာကြောင့်ဟာဆက်ကပေါက်ကွဲခဲ့ပြီးတော့ကောင်လေးစီကနေဘောလုံးကိုလူရမှာမရခဲ့လို့ကောင်လေးလဲကျသွားတဲ့အချိန်မှာဘောလုံးနဲ့ပိတ်ကန်ပစ်ခဲ့တာပါအဆိုပါပြုမှုကြောင့်ဟာဆက်လည်းအနီးကနဲ့ထုတ်ခံခဲ့ရတယ်အဆိုပါပြည့်ကြောင့်ချာလီကလည်းနာမည်ကျော်သွားခဲ့ပြီးတော့ဒီပွဲမှာသူဝစ်ဆင်ခဲ့တဲ့အင်ဂျီကိုတော့မှ eBay ကနေတော့လေလံတရောင်းချနိုင်ခဲ့ပါတယ်အခုဆိုတော့ဒီပြက်ကခုနပြောသလိုပဲဆယ်စုနှစ်တခုကျော်သွားခဲ့ပါပြီဟာဆက်ကဘောလုံးနဲ့ကန်တာကိုခံခဲ့ရတဲ့ချာလီဟာခုဆိုရင်တော့မီလန်နာလုပ်ငန်းရှင်တထေးတယောက်ဖြစ်လို့နေပါပြီချာလီကနောက်ပိုင်းမှာသူ့ရဲ့ကျောင်းနေပဲတငယ်ချင်းတုံးနဲ့ဗောကာလို့အမည်ရတဲ့ဗောကာကိုဖန်တီးထုတ်လုပ်ရင်းနဲ့ပဲစီးပွားဖြစ်လာခဲ့ပါတယ်သူ့ရဲ့လုပ်ငန်းအတော်လေးကိုအောင်မြင်လာခဲ့တာကြောင့်ခုဆိုရင်ချာလီရဲ့ဗောကာကုမ္ပဏီကပေါင်တန်း150အထိကိုတန်ကြီးရှိလာခဲ့ပြီဖြစ်ပါတယ်သူရဲ့အသတင်းပိုင်ဆိုင်မှုကလည်းပေါင်56တန်းထိကျွယ်ဝလာပြီးတော့2024ခုနှစ်တုန်းကဆိုရင် Times Magazine ရဲ့အသက်40အောက်ကမ္ဘာချမ်းသာဆုံးအယောက်40ရှင်းမှာတော့ပါဝင်လာခဲ့တဲ့အထိကိုအောင်မြင်သွားခဲ့တာပါဒါကြောင့်နာကျင်မှုတွေကိုခွန်အားဖြင့်ပြောင်းလဲပြီးတော့အောင်မြင်မှုတွေရအောင်ထူးစစ်ဖန်တီးကြဖို့ချာလီရဲ့ဖြစ်ပျက်ကိုကြီးနဲ့တစ်ချိန်လုံးကအဖြစ်ပျက်လေးကိုလည်းအမှတ်တရအနေနဲ့ပြန်ပြီးတော့သတိရအောင်ကျွန်တော်ရဲ့ channel ကနေတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ